2026-2029 ရာသီမှာခရစ္စတီယာနိုရိုနယ်ဒိုဂိုးတစ်ထောင်ပြင်းမြောက်နိုင်မလားခရစ္စတီယာနိုရိုနယ်ဒိုဟာလက်ရှိအချိန်ထိကစားသမားဘဝတရားဝင်ပွဲစဉ်ပေါင်း1326ပွဲမှာတွင်ဂိုးပေါင်း986ကိုအထိတွင်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်အသက်43နှစ်အရွယ်ရောက်နေပြီဖြစ်ပေမဲ့ဂိုးတွင်ဆက်ကြီးတစ်ခုလိုအန်နာဆာအသင်းနဲ့ပေါ်တူဂီလက်ရွေးစဲအသင်းတို့အတွက်အားကိုးရတဲ့ကစားသမားတို့အဖြစ်ရပ်တည်နေပါတယ်အခုစတင်တော့မယ်2026-2029ရာသီအတွင်းမှာရိုနယ်ဒိုတယောက်တမိုင်းဝင်9ထောင်ဆိုတဲ့မှတ်တိုင်ကိုအရောက်လှမ်းနိုင်မလားဆိုတာကမ္ဘာပေါ်လောကစောင့်ကြည့်နေပါတယ်။ဒီနေရာမှာမေးစရာရှိတာ9ထောင်စံချိန်ကိုအရင်ကပီလီနဲ့ရိုမာရီယိုတို့ရခဲ့ဘူးတယ်မဟုတ်ဘူးလားဆိုရဲမေးခွန်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ပီလီက1289ကိုတွင်းခဲ့တယ်လို့ Greenwich စံချိန်မှာပါရှိသလိုရိုမာရီယိုကလည်း9000ပြည့်လို့အောင်ပွဲခံခဲ့ပူပါတယ်။ဒါပေမဲ့သူတို့တွေရဲ့စံချိန်တွေထဲမှာကလပ်အသင်းတွေရဲ့ယာတီချိုခြေစံပွဲတွေအပျော်တန်းပွဲတွေနဲ့ပြပွဲတွေကတွင်းဂိုးတွေပါဝင်နေလို့ဘောလုံးလောကမှာအငြင်းပွားမှုတွေရှိနေပါတယ်။ FIFA ရဲ့တရားဝင်ပြိုင်ပွဲမှတ်တမ်းတွေအရဆိုလို့ရှိရင်ပီလီက958ဂိုးသာရှိပြီးတော့ကမ္ဘာဘောလုံးသမိုင်းမှာဘယ်သူမှတရားဝင်ဂိုးတစ်ထောင်မပြည့်ဘူးသေးပါဘူး။ဒါကြောင့် Ronaldo မျှော်မှန်းနေတဲ့ဂိုးတစ်ထောင်ဆိုတာကကင်မရာတွေဒိုင်လူကြီးတွေနဲ့တတိတကျမှတ်တမ်းတင်ထားတဲ့မျက်မှောက်ကတရားဝင်ပြိုင်ပွဲတွေမှာပထမဆုံးအကြိမ်ဂိုးတစ်ထောင်ပြည့်မဲ့လုံးဝအငြင်းပွားစရာမရှိတဲ့ကမ္ဘာပထမဆုံးသမိုင်းတစ်ဖြစ်လာမှာပါ။လက်ရှိသူ့ရဲ့ဂိုးတင်တုံးနဲ့ကြားခိုင်မှုကိုကြည့်ရင်ဒါလုံးဝဖြစ်နိုင်ခြေရှိတဲ့အခြေအနေတစ်ခုပါ။သူကိုတစ်ထောင်ပြေဖို့အတွက်လက်ကျန်လိုအပ်နေတာ24ကိုတည်းဖြစ်ပြီးတော့ဒီရွေတက်ကရာဒီကဒါမှမဟုတ်ဆိုရင်တရားဒီအတွင်းအပြတ်တက်တွင်းနိုင်တဲ့ပမာဏမှာရှိနေပါတယ်။ Saudi Pro League, Saudi ဘင်းဖလားအာရှချန်ပီယံလိပြိုင်ပွဲတွေအပြင်ပေါ်တူဂီလက်ရည်စင်အသင်းနဲ့နိုင်ငံတကာပွဲစဉ်တွေမှာပါပေါင်းလိုက်လို့ရှိရင်ရိုနယ်ဒိုအတွက်ကိုတွင်ကွင်းပွဲစဉ်တွေကပို့ပြီးတော့အများပြားစွာရှိနေပါတယ်။ဒါပေမဲ့စိန်ခေါ်မှုတစ်ခုအားရှိနေပါတယ်အဲ့ဒါကတော့တရားပြဿနာနဲ့အသက်အရွယ်အရာကြမ်းခိုင်မှုပိုင်းပဲဖြစ်ပါတယ်အသက်42နှစ်ကျော်42နှစ်တည်းရောက်လာပေမဲ့ရိုနယ်ဒိုအနေနဲ့ပွဲစဉ်တိုင်းကိုပုံမှန်အတိုင်းပွဲထွက်ကစားခွင့်ရပါမလားအနာဆာအသင်းရဲ့လူစင်းအလှည့်ကျအသုံးပြုမှုတွေပေါ်မှာလည်းမူတည်နေပါတယ်ဒါပေမဲ့ကျွန်တော်သိထားတဲ့ရိုနယ်ဒိုဆိုတာမပြတ်နိုင်ရတွေကိုဖြစ်အောင်လုပ်ပြလေးရှိတဲ့စံပြအားကစားသမားတူပါသူ့ရဲ့ပြင်းပြတဲ့စိတ်ဓာတ်ရဲ့တင်းကျပ်တဲ့အစားအသောက်တွေနဲ့လေ့ကျင့်ခန်းစနစ်တွေကြောင့်ယာတီတက်မှာတန်ရာကင်းစင်နေမယ်ဆိုရင်တော့2026ခုနှစ်အကုန်ဒါမှမဟုတ်2029ခုနှစ်နှစ်စံပိုင်းမှာတင်လက်ကျန်24ကိုအသာလေးတွင်းယူပြီးတော့ကမ္ဘာပေါ်လုံးတမိုင်းမှာဘယ်သူမှမလုံးနိုင်ခဲ့တဲ့တရဝင်းတွင်းကို1000ပြည့်မြောက်ခြင်းအထိမ်းအမှတ်အောင်ပွဲခံမှုကိုမြင်တွေ့ရဖို့သိကြသလောက်ရှိနေပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုတရားဒီ2026-2029ရာသီမှာပဲတွင်းကို1000တမိုင်းမှတ်တမ်းတစ်ကိုစိုက်ထူသွားနိုင်မလားဆိုတာတော့ရင်ကုန်ကြပါပဲပရိသတ်တို့ရောခရစ္စတီယာနိုရိုနယ်ဒိုတရားဒီ2026-2029ရာသီမှာတွင်းကို1000တမိုင်းမှတ်တမ်းစိုက်ထူနိုင်မလားဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်